ခြေကန်ချက်တွေကိုလက်သီးလို့သုံးပြီးပြိုင်ဘက်တွေကိုကစားပြနေတယ်ဂျပန်နိုင်ငံရဲ့ကစ်ဘောက်ဆန်မင်းသမီးလေးမိုနာကင်မူရာဒီကောင်မလေးကိုကြည့်လိုက်ရင်ပုံစံကချစ်စရာကောင်းပြီးနှူးနယ်လွန်းတဲ့အတွက်ဘယ်သူမှသူမကိုအန်ရရှိတဲ့ဖိုက်တာတယောက်လို့ထင်ကြမှာမဟုတ်ပါဘူးဒါပေမဲ့ကျိုးဝိုင်းထဲကိုရောက်သွားတဲ့အခါမှာတော့သူမဟာလုံးဝကိုအခြားလူတယောက်လို့ပြောင်းလဲသွားပါတော့တယ်ဒီမိန်းကလေးကိုဘာမှမဆုံးမြင်ဖူးတဲ့လူအများစုဟာတူညီတဲ့မိန်းကလေးတစ်ခုကိုမေးကြပါရတယ်ဒီတိုက်ခိုက်စတိုင်ကတကယ်ပဲအလုပ်ဖြစ်လျက်လားဆိုတဲ့မိကုံပါ။ဘာကြောင့်လဲဆိုတော့မိုနာရဲ့တိုက်ခိုက်ပုံတွေကအခြားတာမန်ကစ်ဘောက်ဆာတွေနဲ့လုံးဝတူမနေတော့ပါပဲ။ဖိုက်တာများစုဟာလက်သီးတွေနဲ့စပြီးကန်ချက်တွေနဲ့ပွဲကိုအဆုံးသတ်ကြပါတယ်။ဒါပေမဲ့မိုနာကတော့အဲ့ဒါကိုပြောင်းပြန်လုပ်လိုက်ပါတယ်။မိုနာကခြေထောက်တွေကိုလက်သီးလို့အသုံးပြုပါတယ်။ဒါပေမဲ့တွေဟာအနာကပ်ဖို့ကြိုးစားတိုင်းမိုနာရဲ့ခြေထောက်ကသူတို့ရဲ့မျက်နှာကိုယ်လုံးနဲ့ရင်ဘတ်တွေစီကိုအရင်ရောက်သွားပါတယ်ဒီလိုထူးဆန်းတဲ့ fighting style ကြောင့် social media တွေမှာမိုနာရဲ့ဗီဒီယိုတွေပေါက်လာပါတယ်ပရိသတ်တွေက Street Fighter game ထဲကချုံးလီနဲ့တူလွန်းတယ်လို့ပြောဆိုလာကြပါတယ်ဒါပေမဲ့ဒီ style ဟာ stand လုပ်ဖို့တသက် social media မှာနာမည်ကြီးဖို့တသက်မဟုတ်ပါဘူးတကယ်လဲကွေးထဲမှာအလုပ်ဖြစ်နေပါတယ်အခုချိန်ထိတူမဟာ professional kickboxing မှာရှုံးပွဲမရှိသေးပါဘူးတူမရဲ့နာမည်ကတော့မိုနာကင်မူရာဖြစ်ပါတယ်မိုနာကို2000ခုနှစ်ဂျပန်နိုင်ငံမှာမွေးဖွားခဲ့ပြီးအသက်4နှစ်အရွယ်ကတည်းကကရာတေကိုစတင်သင်ကြားခဲ့ပါတယ်ကလေးဘွားတစ်လျှောက်ဂျပန်ဂျူနီယာကရာတေချန်ပီယံရှစ်တွေမှာစတိုက်အနိုင်ရရှိခဲ့သူလည်းဖြစ်ပါတယ်ဒါပေမဲ့မိုနာကအဲ့ဒီမှာမရက်ခဲ့ပါဘူးတူမအနေနဲ့ဘောက်ဆင်ကိုလည်းစနစ်တကျတင်ယူခဲ့ပြီး2019ခုနှစ်မှာ Japanese Junior Featherweight Boxing Champion ဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာမိုနာအနေနဲ့ဂျပန်နိုင်ငံကိုစားပြုပြီးကမ္ဘာအဆင့်အပျော်တမ်းဘောက်ဆင်ပြိုင်ပွဲတွေအထိဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာလူများကမိုနာကိုဘောက်ဆင်ဘက်ပဲဆက်သွားမယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့တူမကပိုပြီးမှခက်ခဲတဲ့လမ်းစဉ်ကိုရွေးချယ်ခဲ့ပါတယ်။အဲဟာတော့Kickboxing လောကထဲဝင်လာခဲ့တာပါ2024ခုနှစ်မှာ Crush Promotion နဲ့ Professional ပွဲဥထွက်လုပ်ခဲ့ပြီးပထမအဆုံးပွဲမှာတင် Ai Ogiwara ကိုပထမအချီနောက်ကောက်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်အဲဒီမှာပရိသတ်တွေစပြီးတတိထားမိသွားတာကတော့မိုနာရဲ့ကန်ချက်တွေပါမိုနာရဲ့ခြေကန်ချက်တွေကပြန်ဘက်ကိုကန်ပြီးရင်ခြေထောက်ကိုအောက်ပြန်မချပါဘူးကန်နဲ့လေထဲမှာပဲထားတယ်ပြန်ဘက်ကိုတိုက်ခိုက်ချင်တာဖြစ်ဖြစ်တားဆီးချင်တာဖြစ်ဖြစ်ဆိုရင်သူခြေထောက်ကိုထောက်လက်တီးနေနဲ့အသုံးပြုတဲ့ style ကိုပိတ်သက်တွေသတိထားမိသွားပါတယ်ဗီဒီယိုဂိမ်းတဲ့ character တစ်ခုလိုပါပဲさあ来るところカウンターでမိုနာကဒုတိယပွဲမှာယူကာဆိုတဲ့အမျိုးသမီးနဲ့တွေ့တဲ့အချိန်မှာတူမရဲ့ style ကပိုပြီးမှနာမည်ကြီးလာပါတယ်။ပြန်ဘက်ကမိုနာနားကပ်ဖို့အချိန်ချင်းကြိုးစားခဲ့ပေမဲ့မိုနာရဲ့ cycle တွေကအမြဲတမ်းအရင်ရောက်နေခဲ့ပါတယ်။ဒီပွဲရဲ့အဆုံးမှာတော့ဒိုင်အမတ်ပေးနဲ့မိုနာနိုင်ရခဲ့ပါတယ်။အဲဒီနောက် social media ပေါ်မှာတူမရဲ့ fighting video တွေကပြန့်နှံ့လာခဲ့ပါတယ်။ internet အသုံးပြုသူတယောက်ကတော့ကန်ချက်တွေကိုထောက်လက်တီးလို့အသုံးပြုတဲ့အဲမှာတော့တူမကိုပဲမြင်ဖူးတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ fighter တွေကတော့ပိုပြီးမှစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းကိုမေးလာကြပါတယ်။ဒီလို fighting style ကိုဘယ်လိုကောင်တာလုပ်ပြီးပြန်တိုက်ခိုက်မလဲပေါ့။ Kickboxing community ထဲမှာတော့မိုနာကီမူရာကိုဘယ်လိုကောင်တာလုပ်မလဲဆိုတဲ့ဆွေးနွေးမှုကိုအများကြီးလုပ်ဖြစ်လာကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒူမရဲ့ style ကတာမန် kickboxer တွေလိုမဟုတ်ပဲ distance control ကိုအလွန်ကျွံအားပြုထားလို့ပါဒူမအနာကချင်းအရင်ဆုံးကန်ချက်တွေကိုဖျက်ကျော်ရမယ်အဲ့ဒီကန်ချက်တွေကိုကျော်ပြီးဝင်နိုင်ရင်တော့ boxing champion ဖြစ်ခဲ့တဲ့ဒူမရဲ့လက်သီးတွေကိုထပ်ပြီးမှရင်ဆိုင်ရအောင်ပါဒါကြောင့်မိုနာရဲ့တိုက်ခိုက်ပုံဟာ karate boxing နဲ့ kickboxing သုံးမျိုးပေါင်းထားတဲ့ hybrid style တစ်ခုလိုဖြစ်နေပါတယ်2025ခုနှစ်မှာဆာတိုကိုအိုဇဝါကို TKO နဲ့အနိုင်ယူခဲ့ပြီး
2026 ခုနှစ်မှာတော့တောင်ကိုရီးယားချန်ပီယံအုံဂျီချိုကိုအနိုင်ယူနိုင်ခဲ့ပါတယ်။အုံဂျီချိုရဲ့ပွဲမှာဆိုရင်ဒိုင်နိုကြီး3ယောက်ကမိုနာကိုတစ်ဖက်သက်အမှတ်ပေးစနစ်နဲ့အနိုင်ပေးခဲ့တာပါ။ဒီပွဲမှာခြေကန်ချက်တွေကိုလလပပအတုံးချပြနိုင်ခဲ့တဲ့မိုနာကိုမီဒီယာတွေက Street Fighter ထဲကချန်လီဂျပန်နိုင်ငံရဲ့အန်တယ်ရှိဆုံးကစ်ပေါင်စာကစားသမားဆိုပြီးမှခေါင်းစဉ်တွေတက်လာကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပါအခုချိန်ထိသူမရဲ့ကစားစတိုင်ကိုဝေဖန်သူလည်းရှိနေသေးပါပဲအချို့ကသူမရဲ့စတိုင်ဟာတကယ်ထိတ်တန့်ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရတဲ့အခါအလုပ်ဖြစ်အောင်လားဆိုပြီးမှမေးခွန်းထုတ်နေကြပါတယ်ဒါကတော့ fighter တိုင်းတွေ့ကြုံရတဲ့စံတမ်းမှုတစ်ခုပါပဲဒါမှန်ကစ်ပေါင်ဆာသမားအဆင့်ကနေစူပါစတာအဆင့်ကိုရောက်ဖို့ဆိုရင်အမြဲတမ်းပိုခက်ခဲတဲ့ပြိုင်ဘက်တွေကိုကြော်ဖြတ်ရပါတယ်ဒါပေမဲ့တေချာလာတစ်ခုကမိုနာကီမူရာဟာကစ်ပေါင်ဆာလောကမှာလူတိုင်းမှတ်မိနေမဲ့စတိုင်တစ်ခုကိုဖန်တီးနိုင်ခဲ့ပါပြီဖိုက်တာတွေအများကြီးရှိပေမဲ့ဂျိုးဝိုင်းထဲမှာခြေတော့ကိုလက်တီးလို့အသုံးပြုပြီးပရိသတ်တွေကိုအားတက်စေတဲ့ဖိုက်တာကတော့မိုနာကီမူရာတယောက်တည်းပဲရှိပါတယ်ပရိသတ်တို့အယောမိုနာကီမူရာဟာနောက်တစ်ချိန် K1 ရဲ့ကစ်ပေါင်ဆင်ချန်ပီယံဖြစ်လာနိုင်မယ်လို့ထင်ပါသလားကွန်မန့်မှာရေးပေးခဲ့ကြပါဦးအားလုံးအချိန်ပေးတဲ့အတွက်ကျေးဇူးပါ